တော်ရရှိများလုံးပဲမင်္ဂလာပါခင်ဗျာအခု2026ခုနှစ်မေလလယ်ပိုင်းကစလို့ကွန်ဂိုနိုင်ငံရဲ့မြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာအီဘိုလာလူနာသစ်800ကျော်ရှိလာပြီးတော့သေဆုံးသူ200နီးပါးထိရှိလာပြီလို့သတင်းတွေထွက်လာပါတယ်ပိုပြီးစိုးရိမ်စရာကောင်းတာကဒီဗိုင်းရပ်စ်ဟာအိန္ဒိယယူဂန္ဓာနိုင်ငံရဲ့မြို့တော်ထိပါနယ်စပ်ကျော်ပြန့်နှံ့သွားလို့ WHO ကနိုင်ငံတကာအဆင့်အရေးပေါ်ပြည်သူ့ကျန်းမာရေးအခြေအနေဖြစ်သတ်မှတ်လိုက်ရတဲ့အထိအခြေအနေကဆိုးရွားလာနေပါတယ်ဒီတော့ကိုဗစ်မတိုင်ခင်ကတည်းကအီဘိုလာဟာကျွန်တော်တို့သတင်းတွေမှာကြည်ကြည်ပြန့်ပြန့်သိလာရတဲ့ရောဂါဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်ဒီရောဂါဟာအခုလိုအာဖရိကကွန်ဂိုနိုင်ငံလိုနိုင်ငံမျိုးမှာဘာကြောင့်အမြင့်မပြတ်သေးတာပါလဲအီဘိုလာဟာဘာကြောင့်သတင်းအနေနဲ့အမြဲတမ်းတက်လာနေတာပါလဲဒီရောဂါအမြင့်ပြတ်ပျောက်ကင်းသွားဖို့ဘလို့အခက်အခဲတွေရင်ဆိုင်နေရပါသလဲဒါတွေကိုဒီနေ့နားဆင်ရမှာပါပထမဆုံးတော့အီဘိုလာဆိုတာဘာလဲဆိုတဲ့သမိုင်းကြောင်းကိုအရင်ကြည့်ရအောင်ပါအီဘိုလာဆိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ပြင်းထန်ပြီးအသက်အန္တရာယ်အလွန်များတဲ့သွေးလွန်တုပ်ကွေးရောဂါတစ်မျိုးဖြစ်ပါတယ်သူ့ကို1986ခုနှစ်ကကွန်ဂိုနိုင်ငံမှာရှိတဲ့ရွာလေးတစ်ရွာမှာပထမဆုံးစတင်တွေ့ရှိခဲ့တာပါဒီရွာလေးရဲ့အနားမှာအီဘိုလာ river လို့ခေါ်တဲ့မြစ်တစ်စင်းရှိတာကိုအစွဲပြုပြီးတော့အီဘိုလာဗိုင်းရပ်စ်လို့အမည်ပေးခဲ့တာဖြစ်ပါတယ်ဒီယောဂါရဲ့အန္တရာယ်ကတော့တကယ်ကိုရက်ဆက်လွန်းပါတယ်ပိုးဝင်ပြီးရင်အပြင်းထန်ဖျားမယ်ကြွက်သားတွေကိုက်ခဲမယ်အဆိုးဆုံးကတော့ခန္ဓာကိုယ်တွင်းကလီစာတွေနဲ့မျက်လုံးနှာခေါင်းတဖုံးတွေကနေသွေးတွေအဆက်မပြတ်ယိုစီးလာပြီးတော့သေဆုံးတတ်တာမျိုးပါအီဘိုလာပိုးကူးစက်ခံရရင်သေဆုံးမှုနှုန်းဟာ90%ကနေ90%ထိရှိပါတယ်ဆိုလိုတာကလူ10ယောက်မှကူးရင်9ယောက်ထိသေသွားနိုင်တဲ့သေမင်းတမန်ဗိုင်းရပ်စ်ဖြစ်ပါတယ်ဒါဆိုရင်ဒီဗိုင်းရပ်စ်ကဘယ်ကနေစတာလဲဘလို့ကူးတာလဲသုတေသနတွေအရဒီဗိုင်းရပ်စ်ရဲ့မူလပိုင်ရှင်ကလူမဟုတ်ပါဘူးအာဖရိကတောနက်ထဲကသစ်သီးစားလင်းနိုတွေဖြစ်ပါတယ်ထူးခြားတာကလင်းနိုတွေမှာဒီပိုးရှိပေမဲ့လင်းနိုတွေကယောဂါမဖြစ်သလိုသေလည်းမသေးကြပါဘူးဒါပေမဲ့လင်းနိုတွေကိုက်ဖြတ်ချထားတဲ့သစ်သီးတွေကိုတောထဲကမြောက်တွေလူဝန်တွေတောစိတ်တွေကသွားစားမိတဲ့အခါအဲ့ဒီတိရစ္ဆာန်တွေစီပိုးကူးဆက်ပြီးသေကုန်ကြပါတယ်အဲ့ဒီခါအာဖရိကတောဆက်ကမုတ်ဆိုးတွေဒေသခံတွေကသေနေတဲ့မြောက်တွေတောကောင်တွေကိုကောက်ယူပြီးအသားပေါ်တာကင်တွယ်ချက်ပြုတ်တာတွေလုပ်ရာကနေတိရစ္ဆာန်ရဲ့သွေးနဲ့ခန္ဓာကိုယ်အတွက်အရည်တွေကတဆင်လူစီကိုပထမဆုံးချိန်ကူးဆက်လာတာဖြစ်ပါတယ်လူတစ်ယောက်စီကိုရောက်ပြီးဆိုရင်တော့လေထဲကနေမကူးပေမဲ့လူနာရဲ့သွေးတွေအံဘတ်တွေကိုထိတွေ့မိတဲ့မိသားစုဝင်တွေပြုစုတဲ့ဆရာဝန်သူနာပြုတွေစီကိုခွင်းဆက်လိုက်ကူးဆက်ပါတော့တယ်အထူးသဖြင့်သေဆုံးသူရဲ့အလောင်းကိုကင်တွယ်ရေချိုးပေးတဲ့ရိုးရာဇာပနဓလေ့တွေကြောင့်အုပ်စုလိုက်ကူးဆက်မှုတွေဖြစ်နေရတာပါအခုတစ်ခါကွန်ဂိုမှာထပ်ဖြစ်ပြန်ပြီဆိုတဲ့သတင်းကိုကြားတော့ဘာလို့အမြင့်မပြတ်တာလဲဆိုတဲ့မိကုန်းကရောက်လာပါတယ်အဓိကအချက်ကတော့တောထဲကလင်းတို့တွေကိုလိုက်သက်လို့မရတာကြောင့်ဗိုင်းရပ်စ်ရဲ့အရင်းမြစ်ကတဘာဝတောတောင်ထဲမှာအမြဲရှိနေလို့ပါပဲဒုတိယအချက်ကတော့ကွန်ဂိုအရှေ့ပိုင်းမှာလက်နက်ကိုင်ပြိပခတွေရှိနေတဲ့အတွက်ကျန်းမာရေးဝန်ထမ်းတွေတွားရောက်ကုသဖို့ကာကွယ်ဆေးထိုးဖို့အရန်ခက်ပါတယ်လမ်းမဆက်သွယ်ရေးကလည်းဆိုးဝါးတော့ယောဂါဖြစ်တာကိုစောစောမသိရပဲပြန့်ကုန်တာပါနောက်တစ်ခါဒေသခံတွေရဲ့ယုံကြည်မှုနဲ့ဓလေ့ထုံးတမ်းတွေကလည်းတော်တော်လေးဆိုးပါတယ်အချို့ဒေသတွေမှာအစိုးရနဲ့နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေပေါ်ကိုမယုံကြည်မှုတွေရှိကြပါတယ်ဒါ့အပြင်သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းကိုကင်တွယ်တန့်စင်တဲ့ရိုးရာဇာပနအလေးအထတွေကလည်းယောဂါပိုးရှိတဲ့သူသေဆုံးပြီးတဲ့နောက်မှာမိသားစုဝင်တွေစီကိုပို့ပြီးတော့ကူးစက်မှုတွေများပြားစေတာကြောင့်ပဲဖြစ်ပါတယ်အခုနောက်ဆုံးရရှိထားတဲ့အခြေအနေရဆိုရင်အီဘိုလာဟာကွန်ဂိုမှာ1986ခုနှစ်ကတည်းကစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့ဖြစ်ပွားတဲ့အကြိမ်ရေဟာ15ကြိမ်တက်မကရှိသွားပြီဖြစ်ပါတယ်အရင်ကတည်းကဆိုရင်တော့အခုနောက်ပိုင်းအီဘိုလာကိုထိန်းချုပ်ရတာပုံမြန်လာပါတယ်အဓိကကတော့အာဗီဘိုလို့ခေါ်တဲ့အလွန်ထိရောက်တဲ့အီဘိုလာကာကွယ်ဆေးပေါ်လာတာကြောင့်ပါဒါအပြင် MAB114 နဲ့ REGN-EB3 လို့ခေါ်တဲ့ပြည်စည်းဝပစ္စည်းကုတုံးအသစ်တွေကြောင့်လဲယောဂါကုသခံရသူတွေရဲ့အသက်ရှင်နှုန်းဟာတိတိတသာမြင့်တက်လာနေတာပါအခုနောက်ဆုံးဖြစ်ပွားနေတဲ့2026မေလကတည်းကကွန်ဂိုနိုင်ငံမြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာစတင်ဖြစ်ပွားနေတာဖြစ်ပါတယ်
ဇွန်လလယ်ပိုင်းထိစီးရင်နေရဆိုရင်ကွန်ဂိုနိုင်ငံမှာအီဘိုလာကူးစက်ခံရသူအတည်ပြုလူနာ800ကျော်ရှိလာပြီးတော့သေဆုံးသူဟာ190ကျော်သွားပြီဖြစ်ပါတယ်။ဗိုင်းရပ်စ်ဟာကွန်ဂိုနိုင်ငံတနိုင်ငံထဲတင်မကဘဲနဲ့အိန္ဒိယယူဂန်ဒါနိုင်ငံရဲ့မြို့တော်ကမ်ဘာလာထိပါနေဆက်ဖြတ်ကျော်ပြန့်နှံ့သွားတဲ့အတွက် WHO ကဒါကိုနိုင်ငံတကာအဆင့်အရေးပေါ်ပြည်သူ့ကျန်းမာရေးအခြေအနေဖြစ်ကြေညာထားပါတယ်။ဒါဆိုအခုတစ်ခေါက်မှာပိုပြီးစိုးရိမ်ရသလားပေါ့။စိုးရိမ်ရတယ်လို့အကြမ်းမြင်ပြောကြပါတယ်။အဓိကအကြောင်းရင်းကတော့ virus မျိုးရိုးဗီဇမတူလို့ဖြစ်ပါတယ်။အရင်ကကွန်ဂိုမှာခဏဖြစ်ပြီးတော့အလွယ်တကူထိန်းချုပ်နိုင်ခဲ့တာက virus အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။အဲ့ဒီအမျိုးအစားအတွက်တီထွင်ထားတဲ့ထိရောက်တဲ့ကာကွယ်ဆေးနဲ့ကုသဆေးတွေအဆင့်သင့်ရှိပါတယ်။ဒါပေမဲ့အခုလက်ရှိကူးစက်နေတာကအီဘိုလာ virus မျိုးကွဲဖြစ်နေပါတယ်။ဒီမျိုးကွဲအတွက်တီးသန့်အတည်ပြုထားတဲ့ကာကွယ်ဆေးဖြစ်စေကုသဆေးဖြစ်စေအခုထိတော့မရှိသေးပါဘူး။ဒီတော့လက်ရှိဘာတွေလှုပ်ဆောင်နေကြပါသလဲ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ပညာရှင်တွေဟာဒီ virus ကိုတိုက်ဖြတ်နိုင်မဲ့ကာကွယ်ဆေးနဲ့ကုသဆေးအလားအလာရှိတာတွေကိုအရေးပေါ်စမ်းသပ်အသုံးပြုနိုင်မှုချက်ချင်းစီစဉ်နေကြပါတယ်။ကာကွယ်ဆေးအဆင့်သင့်မရှိသေးတဲ့အတွက်လက်ရှိမှာယောဂါပိုးရှိသူတွေနဲ့ထိတွေ့ခဲ့သူတွေကိုလိုက်လံရှာဖွေပြီးတော့တီးခြားခွဲထားတာဆေးရုံတွေမှာယောဂါပိုးမပြန့်ပွားအောင်တားဆီးတာဒေသခံတွေကိုပညာပေးတဲ့နည်းလမ်းတွေကိုပဲပြင်းပြင်းထန်ထန်အသုံးပြုနေရတာဖြစ်ပါတယ်။ဒါဆိုရင်ဒီယောဂါဟာအာဖရိကတိုက်ပြင်ပတခြားတိုက်တွေမှာရောမဖြစ်ဘူးလားလို့မေးစရာရှိပါတယ်။အီဘိုလာဗိုင်းရပ်စ်ရဲ့တဘာဝတူလောင်ကန်ဖြစ်တဲ့လင်းနိုတွေကအာဖရိကအပူပိုင်းမိုးသစ်တောတွေမှာပဲရှင်သန်တာကြောင့်ယောဂါစတင်ဖြစ်ပွားတဲ့အရင်းမြစ်ကတော့အာဖရိကတိုက်မှာပဲရှိပါတယ်။အာဖရိကပြင်ပတိုက်ကြီးတွေမှာတဘာဝလျောက်အီဘိုလာဖြစ်ပွားတာမျိုးမရှိသလောက်ပါပဲ။ဒါပေမဲ့အာဖရိကမှာယောဂါဖြစ်နေတော့သွားရောက်ကုသပေးတဲ့ကျန်းမာရေးဝန်ထမ်းတွေဒါမှမဟုတ်ခီးသွားတွေကတဆင့်အမေရိကန်ပြည်ထောင်စုရဲ့စပိန် UK အီတလီစတဲ့နိုင်ငံတွေကိုယောဂါပိုးပါသွားပြီးတော့လူနာအနေငယ်ကူးစက်ခဲ့မှုတွေရာဇဝင်တော့ရှိပါတယ်။ဒါပေမဲ့အဲ့ဒီနိုင်ငံတွေရဲ့ကျန်းမာရေးစနစ်ကအဆင့်မြင့်တဲ့အတွက်အချိန်တိုတွင်းချက်ချင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။အခုလိုမျိုးအီဘိုလာတွေပြန်ပြီးဖြစ်ပွားလာပြီးဆိုတော့ကွန်ဂိုကလာတဲ့သူတွေကိုအထူးကြပ်မတ်စစ်ဆေးတာမျိုးရောရှိသလားဆိုတဲ့မေးခွန်းတွေထွက်လာပြန်ပါတယ်။အဖြေကတော့ရှိတယ်လို့ထွက်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာအီဘိုလာကူးစက်မှုပြင်းထန်နေတဲ့ကွန်ဂိုနဲ့အိန္ဒိယယူဂန်ဒါနိုင်ငံတွေကနေလာမဲ့ခီးသွားတွေကိုကမ္ဘာနိုင်ငံအသီးသီးကလေဆိပ်တွေမှာအထူးစစ်ဆေးမှု screening စတင်ပြုလုပ်နေပါပြီ။ကွန်ဂိုကလာတဲ့သူတွေဒါမှမဟုတ်အာဖရိကယောဂါဖြစ်ပွားရာဒေသတွေကိုတွားရောက်ခဲ့မှုတဲ့ရာဇဝင်ရှိသူတွေကိုလေဆိပ်ဝင်မှာကိုပူချိန်တိုင်းတာယောဂါလက္ခဏာရှိမရှိမေးမြန်းတာတကယ်လို့တန်တရားဖြစ်ဖွယ်တွေ့ရင်တီးခြားခွဲခြားစောင့်ကြည့်တာစတဲ့နိုင်ငံတကာပြည်သူ့ကျန်းမာရေးပိတ်ဆို့မှုတွေကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေကြပါတယ်။ညီကုန်းချုပ်ရရင်တော့အီဘိုလာဟာကွန်ဂိုမှာအမြင့်မပြတ်သေးပဲမျိုးကွဲသစ်တွေနဲ့စိန်ခေါ်နေစေဖြစ်ပေမဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့အရေးပေါ်ထိန်းချုပ်မှုတွေလေဆိပ်တွေရဲ့စစ်ဆေးမှုတွေကြောင့်အရင်လိုကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးအသွင်ဖြစ်ဖို့ကတော့အလားအလာနဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။